ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်ရဲ့မိတ်ဆွေတွေကို DDB visa နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုယ်တိုင်လျှောက်ခဲ့တဲ့အတွေ့အကြုံကိုဒီကနေတစ်ဆင့်မျှဝေနေတာဖြစ်ပါတယ်အခုဒီဗီဒီယိုကကြတော့မသိသေးတဲ့လူအတွက်မရည်ရွယ်ပဲနဲ့ DDB ကိုလျှောက်ဖို့ကြိုးစားနေတဲ့လူတွေလျှောက်ချင်တဲ့လူတွေကိုယ်တိုင်လျှောက်ရင်ဘယ်လိုလုပ်ရမလဲမသိတဲ့လူတွေအတွက်ရည်ရွယ်တာဖြစ်ပါတယ်ဆိုတော့ DDB visa ကအကြမ်းဖျင်းပြောရမယ်ဆိုလို့ရှိရင် destination Thailand visa ဆိုတာကျွန်တော်တို့ဒီအမျိုးအစား၃မျိုးပေးပါတယ်ပထမတစ်မျိုးကတော့ vacation ပေါ့နော်ထိုင်းနိုင်ငံမှာနေထိုင်ပြီးတော့ကိုယ့်နိုင်ငံရဲ့အလုပ်တွေကိုလှမ်းလုပ်ချင်တဲ့ remote job သမားတွေကိုပေးတယ်ပေါ့နော်အဲ့ဒီ remote job သမားတွေမှာ freelancer တွေပါမယ် company director တွေပါမယ်စသဖြင့်ပေါ့နော်ဒီနိုင်ငံမှာထိုင်းနိုင်ငံမှာနေပြီးတော့ vacation လုပ်လို့ရတဲ့အလုပ်မှန်သမျှပေါ့နော်အဲ့လိုလူတွေအတွက်အကျုံးဝင်တယ်ပေါ့နော် vacation visa လို့ခေါ်တာပေါ့နော် vacation သမားတွေပေးတယ်နံပါတ်2ကတော့ဒီကျွန်တော်တို့ဟင်းချက်တင်တန်းလို့ပြောပေါ့နော် cooking class တက်ချင်တဲ့ဒီ soft power ပုံစံမျိုးတွေပေးရပေါ့နော်နောက်မွေထိုင်းပေါ့နော်နောက်တစ်ခုကမွေထိုင်းတင်တန်းလိုမျိုးလာတက်ချင်တဲ့သူတို့ရဲ့ culture ဒီယဉ်ကျေးမှုဆိုင်ရာတွေကိုတင်တန်းတွေကိုတက်ချင်တဲ့လူတွေကိုပေးတာဖြစ်ပါတယ်ဆိုတော့နေထိုင်ခွင့်က9နှစ်9နှစ်ကို6လတစ်ကြိမ်ကျွန်တော်တို့ကတက်တန်းအပြင်ပြန်ထွက်နိုင်ငံရဲ့အပြင်ပြန်ထွက်ပြန်ဝင်ပေါ့နော်9နှစ်အထိနေလို့ရတယ်ပေါ့နော်ဆိုတော့ visa ကြေးကဒေါ်လာ400ပေးရတယ်ပေါ့နော်ဒေါ်လာ400ဆိုလို့ရှိရင်ပြီးသွားပြီပေါ့နော်ဆိုတော့ဒီ visa ကနှစ်ရှည်လဲနေလို့ရတယ်ခြုံကြည့်လိုက်ရင်ဈေးနှုန်းအပြင်လဲတက်တာတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့တော်တော်များများရှောက်ကြရပါတော့အဓိကရှောက်ကြတာကတော့ဒီလာအိုတို့ကမ်ဘောဒီးယားတို့အဲ့ဘက်ကိုထွက်ပြီးရှောက်ကြတာများတယ်ထိုင်းကနေပြီးတော့ပေါ့နော်ဒီ visa ကအခုလူတော်တော်များစိတ်ဝင်စားလာပြီရှောက်တဲ့လူလည်းများလာပြီအဲ့ဒီရဲ့နောက်ဆက်တွဲအနေနဲ့ဒီရှောက်ပေးတဲ့ပွဲစားတွေလည်းများလာပြီပေါ့နော်ဆိုတော့ကျွန်တော်ရှောက်မယ်လို့ရည်ရွယ်လိုက်တဲ့အခါပွဲစားတွေအများကြီးပေါ့နော်ကျွန်တော်ကြုံရတယ်ဈေးနှုန်းတွေလည်းအမျိုးမျိုးပေါ့နော်ဝန်ဆောင်ခကြီးပဲဒေါ်လာ300ယူတဲ့လူရှိတယ်နောက်အချက်လက်အစုံလို့ရှိရင်ဘတ်9500နဲ့ဝန်ဆောင်ပေးတဲ့လူတွေလည်းရှိတယ်နောက်အပီးအစီးဒေါ်လာ400တန်ရုံးစီအပါဝင်65သိန်းလို့68သိန်းလို့48သိန်းလို့စသဖြင့်ပေါ့360လို့စသဖြင့်သူတို့အနေထားပေါ်မူတည်ပြီးအပီးအစီးယူပေးရလူလည်းရှိရပါတော့ဆိုတော့ကျွန်တော်ကအဲ့ဒါတွေကိုဘယ်လိုပြောမလဲကျွန်တော်ရဲ့အချက်လက်တွေပွဲစားတွေပေးပြီးတော့ရှောက်ခိုင်းတာမျိုးကျွန်တော်ကသဘောမကျဘူးပေါ့နော်ကျွန်တော်အချက်လက်တွေလည်းမပေးချင်ဘူးပြီးရင်ကိုယ်တိုင်ရှောက်ရင်ရောမရနိုင်ဘူးလားပေါ့နော်ကျွန်တော်စဉ်းစားကြည့်ရပါတော့ဆိုတော့ဘာပဲဖြစ်ဖြစ်ငါကတော့ကိုယ်တိုင်ရှောက်ကြည့်လိုက်မယ်မရတော့လည်းအရင်ပေါ့ရတော့လည်းအမြတ်ဆိုပြီးကျွန်တော်စဉ်းစားပြီးတော့ရှောက်လိုက်တယ်ပေါ့နော်ဆိုတော့မရှောက်ခင် process ကဘာလုပ်လဲပေါ့နော်ပထမနံပါတ်1ကျွန်တော် browsing လုပ်တယ်ပေါ့နော်ဒီ Facebook group တွေပါဒီ online မှာကျွန်တော်ရှာကြည့်ရယ် DDB visa မြန်မာနဲ့ပတ်သက်တဲ့DDB ရှောက်ချင်တဲ့လူတွေ group တွေရှိရပါ3 4 5ခုကျွန်တော်တွေ့ရအဲ့ဒီမှာကျွန်တော်ရှာကြည့်လိုက်တယ် browsing လုပ်ကြည့်လိုက်တယ်ပေါ့နော်သူများတွေဗာပြောကြလဲဘာတွေလိုလဲဆိုတဲ့ဟာကြည့်ကြတယ်အမျိုးမျိုးပဲအတန်ကတော့အမျိုးမျိုးပေါ့နော်ဆိုတော့အဲ့ဒါတွေအကုန်လုံးကကိုကဒီသိတာပေါ့နော်သူသိသွားတာပေါ့နော်ဖတ်ကြည့်ရပါတော့ဖတ်ကြည့်ပြီးတော့ကျွန်တော်နောက်ဆုံးလောက်ရမယ့်အချက်ပေါ့နော်အဲ့ဒါတွေအကုန်လုံးကျွန်တော်ကောင်းတဲ့ရောက်ပြီဆိုလို့ရှိရင်နောက်ဆုံးလောက်ရမယ့်အချက်ကကျွန်တော်တန်ရုံ website ပေါ့နော်အဓိကကျွန်တော်တို့ဒီထိုင်းနိုင်ငံတန်ရုံ website ပေါ့နော်ကျွန်တော်ကရန်ကုန်က6တာဖြစ်တဲ့အတွက်ရန်ကုန်တန်ရုံ website ပေါ့နော်မြန်မာနိုင်ငံတန်ရုံ website ကိုကျွန်တော်ကြည့်လိုက်တယ်ကြည့်လိုက်ပြီးတော့ဒီ website ထဲမှာရေးထားတာကရှင်းရှင်းလေးပေါ့နော် DDB visa ကိုဒီအမျိုးအစား3မျိုးအတွက်ပေးတယ်ပေးဖို့လိုတဲ့အချက်လက်တွေကဒါတွေဖြစ်တယ်ဆိုတဲ့ဟာကိုသူကအတိအကျဒီမှာဖော်ပြထားတယ်ဒါပေမဲ့ online မှာကျတော့သူကအတန်အမျိုးမျိုးပေါ့နော် pay slip တွေရောနောက်ပြီးတော့ဒီ meeting minutes တွေရောဟိုပါပေါ့နော်ဒီဘယ်လိုပြောမလဲတယောက်နဲ့တယောက်တော့မတူဘူးပေါ့ဗျာမတူတာကိုဒီကျွန်တော်တို့ဟိုဟာလိုတယ်ဒီဟာလိုတယ်ဆိုပြီးတော့အချင်းချင်းတော့မျှဝေပေးနေကြပဲဒါပေမဲ့တကယ်ထိထိရောက်ရောက်မဖြစ်သွားတဲ့အခါလူက hesitation ဖြစ်ပြီးတော့ဟိုရှောက်ရမလို့မရှောက်ရမလို့ပွဲစားကိုယုံရမလို့အဲ့လိုတွေဖြစ်တာပေါ့နော်ဆိုတော့နံပါတ်1ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ကဒီတန်ရုံ website ကိုအရင်ကြည့်လိုက်ပါပြီးရင် DDB နဲ့ပတ်သက်တဲ့အချက်လက်တွေကိုကျွန်တော်ဘာတွေလဲဆိုတဲ့ဟာတေချာဖတ်လိုက်ပါတယ်တေချာဖတ်ပြီးတော့ကျွန်တော်အခုနကပြောခဲ့တဲ့အမျိုးအစား3မျိုးရှိရပါတော့ကျွန်တော်မွေထိုင်းကတော့ကျွန်တော်လာတက်မှာမဟုတ်ဘူး cooking class လည်းဒီကျွန်တော်တက်မှာမဟုတ်ဘူးဆိုတော့ကျွန်တော် workation လုပ်မှာပေါ့နော် workation ဆိုတော့ကျွန်တော်ရန်ကုန်ကအလုပ်ကိုကျွန်တော်ထိုင်းနိုင်ငံမှာလာလုပ်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အဲ့ဒါဆိုကျွန်တော်အကျုံးဝင်မယ်ပေါ့နော်ဆိုတော့ကျွန်တော် workation နဲ့ကျွန်တော်ရှောက်လိုက်တယ်ပေါ့နော် workation က freelancer သမားတွေရှောက်လို့ရတယ် remote job သမားတွေရှောက်လို့ရတယ်ပေါ့နော်ကျွန်တော်က remote job အနေနဲ့ကျွန်တော်ရှောက်လိုက်တယ်ပေါ့နော်ဆိုတော့ remote job ကဘာလို့လဲပေါ့နော်ဆိုတော့ကျွန်တော်ကကြတော့ company director ပုံစံနဲ့ရှောက်လိုက်တယ်ပေါ့နော်ဒီ company တစ်ခုမှာကျွန်တော်က director အနေနဲ့ရှိနေတဲ့အတွက် company director list
ဝင်ဒိုင်ဂါဝင်တဲ့အတွက်အဲ့ဟာကိုကျွန်တော်ရှောက်လိုက်တယ်ဒိုင်ဂါ list မှာကျွန်တော်နာမည်ပေါက်ထားတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ဒိုင်ဂါ list ကိုကျွန်တော်ထုတ်လိုက်တယ်ထုတ်လိုက်ပြီးတော့သူကဒီ DTB ပဲအမျိုးအစားပဲရှောက်3မျိုးရဲရပါပဲရှောက် DTB မှာအဓိကလိုအပ်တာကဘတ်9သိန်းပေါ့နော်ကျွန်တော်ကတော့ဘတ်9သိန်းတော့မဟုတ်ဘတ်9သိန်းနဲ့ညီမျှတဲ့ငွေပမာဏကိုထည့်လိုက်တယ်ပေါ့နော်ထည့်လိုက်ပြီးတော့အဲ့ဒီပမာဏကို bank statement တစ်စောင်ထုတ်လိုက်တယ်ပြီးတော့ company director list နဲ့အဲ့ဒါနဲ့တွဲလိုက်တယ်ပေါ့နော်တွဲလိုက်ပြီးတော့လိုတဲ့အချက်လက်တွေပါပါတယ်ဗျဥပမာလက်ရှိနေတဲ့အိမ်အောင်စုစရင်တို့စသဖြင့်ပေါ့နော်ကိုရှောက်မဲ့ဟာကတကယ်ရှောက်ပြီးတော့တကယ်လာနေတယ်လာနေပြီးတော့တကယ်လုံးမယ်ဆိုတော့အကြောင်းအရာခိုင်လုံတဲ့အကြောင်းအရာဖြစ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ DTB ကိုကိုယ်တိုင်ရှောက်ရှင်တဲ့လူတွေအနေနဲ့ကဘာလုပ်ရမလဲဆိုတော့အခုနကကျွန်တော်ပြောသလိုပေါ့နော်ဒီ online မှာ browsing လုပ်ကြည့်ပေါ့နော် Facebook group တွေမှာ like ရှာကြည့် DTB နဲ့ပတ်သက်ပြီးဘာတွေပြောနေလဲဆိုတဲ့ဟာအရင်ကြည့်ပါအဲ့ဒါလေးတွေကိုကျွန်တော်မှတ်ထားပြီးတော့ပေါ့နော်မှတ်ထားပြီးတော့ကျွန်တော်တို့ဒီအဓိကနံပါတ်1လောက်ရမှာမှတ်ထားပြီးတဲ့အခါပေါ့နော်နံပါတ်1လောက်ရမှာတန်ရုံ website ကိုဝင်ကြည့်ပါဝင်ကြည့်ပြီးတော့ DTB နဲ့ပတ်သက်တဲ့သူတို့ဘာတွေသတ်မှတ်ထားလဲဆိုတဲ့ဟာကအဲ့ဒါကအတီးပဲအဲ့ဒါကိုပဲကြည့်ပါကြည့်ပြီးရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဘတ်9သိန်းနဲ့ညီမျှတဲ့ဘတ်9သိန်းတော့မဟုတ်ဘတ်9သိန်းနဲ့ညီမျှတဲ့ငွေပမာဏဘဏ်အကောင့်ထဲမှာရှိရပါမယ်ဘတ်ဒီဘဏ်ကောက်ကလောက်ထားတဲ့ဘတ်အကောင့်လည်းရတယ်တော့မဟုတ်ဒီကျွန်တော်တို့မြန်မာကဘဏ်အကောင့် ARD ကမ္ဘောဇ CB စသဖြင့်အကောင့်အကုန်လုံးရပါတယ်ဆိုတော့အဓိကတော့ကျွန်တော်တို့ဘဏ်အကောင့်ထဲမှာတကယ်ဒီဘတ်9သိန်းရရှိတယ်ဆိုတဲ့ဟာပြခြင်းတဲ့ transaction ရှိရမှာပေါ့နော်ဆိုတော့အဲ့ဒီ transaction အတိုင်းသူတို့ကိုတင်ရတာပေါ့နော်ဆိုတော့အဲ့ဒါလေးခိုင်လုံဖို့လိုတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ CB ပြင်ရတယ်ပေါ့နော် CB တော့မဟုတ် portfolio တော့မဟုတ်ကျွန်တော်တို့ဘယ်လိုပြောမလဲcover letter ပေါ့နော် cover letter အဲ့လိုမျိုးရေးရပါတယ်ဆိုတော့ဒီအမှကဒီ DTB ကိုဘာကြောင့်ရှောက်ချင်တယ်ဆိုတော့ reasonable ဖြစ်တဲ့ဟာတွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့တစ်ချက်ချင်းရေးရပေါ့နော်ကျွန်တော်ကတော့ဒီအရင်ဆုံးကျွန်တော် notes လေးတွေလုပ်တယ်အဲ့ဒါအကြမ်းမြင့်ရေးကြည့်တယ်ရေးကြည့်ပြီးတော့အဲ့ဒါကိုကျွန်တော်ဒီ Google မှာသူများရေးတဲ့ဟာနဲ့ AI ကိုရေးခိုင်းတာနဲ့အကုန်လုံးပေါင်းလိုက်တယ်ပေါ့နော်ပေါင်းလိုက်ပြီးတော့တေချာလေးကျွန်တော်လုပ်ဖြစ်တယ်အဲ့ထဲမှာကိုအလုပ်ခဲ့တဲ့အလုပ်ဒီကိုယ့်ရဲ့ website လိပ်စာကိုလုပ်ငန်းလိပ်စာစသဖြင့်အဲ့ဒါလေးတွေအကုန်ထည့်လိုက်တယ်ပေါ့နော်အကုန်လုံးအချက်လက်အကုန်လုံးအစင်းစင်းဖြစ်ပြီဆိုလို့ရှိရင်တန်ရုံ website မှာဒီ account ဖွင့်တဲ့နေရာရှိရပေါ့နော်အဲ့ဒီ account စဖွင့်တယ်ဖွင့်ပြီးလို့ရှိရင်ကျွန်တော်တို့ DTB အတွက်ရှောက်မဲ့လိုအပ်တဲ့အချက်လက်တွေ upload တစ်ခုချင်းလုပ်ပါတယ်ဆိုတော့ရှောက်တဲ့အခါဒီနေ့ line နည်းနည်းလေးပြဿနာရှိတယ်အဲ့တော့ကျွန်တော်ကရောမနက်4နာရီခွဲ5နာရီခွဲလောက်ဟုတ်တယ်4ခွဲထားတာဒါပေမဲ့တကယ်ရှောက်တော့5နာရီခွဲလောက်ကိုလုပ်ဒီလုံးနဲ့9နာရီခွဲသွား9နာရီခွဲလောက်စရှောက်တာကျွန်တော်9နာရီလောက်မှပြီးသွားကြာလို့တော့မဟုတ်ပေါ့နော်စိုးရိမ်စရာမလိုဘူး line နှေးတာအကြောင်းပေါ့နော်ပြီးရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့အဲ့လိုအချက်လက်တွေမပေါင်းမိတာပေါ့နော် upload လုပ်မဲ့နေရာနည်းတယ်ဗျဆိုတော့ upload သူတို့သတ်မှတ်ထားတဲ့ upload လုပ်မဲ့နေရာ3နေရာလား4နေရာလားရှိတယ်အဲ့ဒီဟာထဲမှာကိုယ့်ရဲ့အချက်လက်အကုန်လုံးပေါ့နော်upload လုပ်လိုက်ပြီးရဆိုလို့ရှိရင်ဟိုပါပေါ့နော်အကုန်လုံး submit လုပ်ပြီးသွားပြီဆိုလို့ရှိရင်သူကငွေသွင်းမဲ့ရက်ရှိပါတယ်ငွေသွင်းမဲ့ရက်ကိုကျွန်တော်တို့က appointment date ယူရပါတယ်အဲ့မှာလဲ appointment date ဘယ်လိုယူရတယ်ဆိုတဲ့ဟာ account ဘယ်လိုဖွင့်တဲ့ဟာတန်ရုံ website မှာအသေးစိတ်ဖော်ပြထားပါတယ်အဲ့တော့ကိုယ့်ဘာကိုပဲလုပ်စီခြင်းပါတယ်စာလေးအဲ့မှာတေချာဖတ်ပြီးတော့အဲ့ရပေးထားတဲ့ပြောထားတဲ့အချက်လက်အတိုင်းသာလိုက်လုပ်ကြည့်ပါတကယ်ကိုအဆင်ပြေပါတယ်ကျွန်တော်ကတော့အဲ့ဒီတိုင်းပဲလိုက်လုပ်တယ်ကျွန်တော်ရဲ့အချက်လက်တွေအကုန်လုံးကျွန်တော်ပွဲစားကိုမပေးခြင်းလို့ပေါ့နော်ဆိုတော့ကျွန်တော်ဆိုရင်appointment date ယူလိုက်တယ်ပေါ့နော် appointment date ဒီနေ့ယူလိုက်ဆိုမနက်ဖြန်ရတယ်ပေါ့နော်ဒီနေ့ယူမနက်ဖြန်ရတယ်ပေါ့နော်အဲ့မှာ available ဖြစ်တဲ့ရက်တွေသူတို့ပြထားတယ်ပေါ့နော်ဆိုတော့ဒီနေ့တလင်းဝင်နေ့ကိုကျွန်တော်တင်လိုက်တယ်တင်လိုက်ပြီးတော့ appointment date ကိုတစ်ခါတည်းယူတော့တလင်းလာနေရတယ်တလင်းလာနေငွေသွားသွင်းတယ်ပြီးရင်ကျွန်တော်တို့ဗုဒ္ဓဖူးနေ့မှာ interview ဝင်ဖို့ email ရောက်လာတယ်ဗုဒ္ဓဖူးနေ့ညနေမှာနော်ဗုဒ္ဓဖူးနေ့ညနေမှာနောက်တစ်ပတ်တလင်းလာကို interview လာခဲ့ပေးပါဆိုပြီးတော့လမ်းခေါ်တယ်ဆိုတော့ interview အတွက်ကိုကျွန်တော်ကအများကြီးပြင်ဆင်ထားရတယ်ပေါ့နော်ဒါပေမဲ့တကယ်ကမမေးဘူးပေါ့နော်အဲ့လောက်ကြီးမမေးဘူးကျွန်တော်ကအပြင်ကအဲ့ဒီ counselor အထက်ကနေပြီးတော့စကားနည်းနည်းဒီ conversation နည်းနည်းလုပ်တဲ့ပုံစံမျိုးပဲပေါ့နော်ဟွာလောက်ပဲကြာတယ်ကျွန်တော်တို့ကဆိုရင်9မိနစ်တောင်မကြာဘူးခဏလေးပဲဆိုတော့အလုပ်ဟိုဒီမှာပေါ့ဘန်ကောက်မှာဘာလုပ်မလဲပေါ့နော် vacation လုပ်မယ်ဆိုရင်ဘာတွေလုပ်မလဲမေးတယ်ကိုယ့်အလုပ်နဲ့ပတ်သက်တဲ့ဟာလေးမေးတယ်ပေါ့နော်အဓိကတော့ဒီကိုယ့်ရဲ့အလုပ်ကိုဘန်ကောက်မှာတကယ်လာလုပ်တဲ့ပုံစံ
ဟုတ်လားမဟုတ်လားဆိုတာသူတို့စစ်တာပြီးတော့ဒီလူကတကယ်မြန်မာနိုင်ငံမှာရှိပြီတကယ်လျှောက်တာလားဆိုတဲ့ဟာကိုသူတို့ကြည့်ရပါတော့ဆိုတော့ interview ဖြေပြီးတော့တန်ရုံကနေထွက်တဲ့အချိန်မှာ email တန်းဝင်ပါတယ် approve ဆိုပြီးတော့ပေါ့နော်ဆိုတော့ process ကကျွန်တော်လျှောက်တာစုစုပေါင်းဒီ fountain ကနေပြီးတော့ fountain ငွေတွင် interview email ဝင် interview ဖြေစုစုပေါင်း8ရက်ပဲကြာပါတယ်8ရက်အတွင်းမှာကျွန်တော် DTB visa ရပြီးတော့approve အဆင်ပြေသွားတယ်ပေါ့နော်အဆင်ပြေသွားတယ်ပြီးတော့အဲ့ဒါနဲ့ထွက်လာတော့လေဒီဘန်ကောက်လေဆိပ်မှာပေါ့နော်ဘန်ကောက်လေဆိပ် immigration မှာကြာတော့ DTB visa လေးကိုပြလိုက်တဲ့အခါကျရင်သူကpassport မှာ DTB visa တုံးလေးထုပေးပါတယ်6လတုံးထုပေးလိုက်တယ်ပေါ့နော်ဆိုတော့အဓိကပြောချင်တာကကိုယ့်ဘာကိုရှောက်ပါတန်ရုံ website ကိုကြည့်ပါအဲ့မှာပေးထားတဲ့အချက်လက်အဲ့ရလမ်းညွှန်ချက်အတိုင်းပဲလုပ်ပါပေါ့နော်ဆိုတော့ကိုယ့်ဘာကိုရှောက်ပါတကယ်လို့များ DTB ရှောက်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အတွေ့အကြုံထပ်သိချင်တာရှိလို့ရှိရင်မေးခဲ့ပေးပါကျွန်တော်သိသလောက်ဖြေပေးပါမယ်လို့အားလုံးပဲကျေးဇူးတင်ပါတယ်တတာ